โอเคตอนนี้เลยช่วยบอกเราหน่อยครับว่าကျော်ကြီးသူ့ဝိချရဲ့အနေထားဘယ်လိုရှိလဲဗျာဝိကဘယ်လိုပုံစံမျိုးနဲ့အောင်နေတာလဲအဲ့ဒါပြောရအောင်ဝိချရဲ့အနေထားတော့အခက်အခဲများစွာရှိပါတယ်ကျွန်တော်လည်းဒီဝိတ်ကိုတစ်ခါမှမချဘူးဆိုလေအဲ့တော့ကြောင့်မို့ကျွန်တော်ကဒီထိုးရမယ့်အချိန်60မှာထိုးရမယ့်အချိန်ကနေကတိကျပြင်ဆင်ပြီးတော့ချခဲ့ရတာပေါ့နော်ခက်ခဲရတော့အများကြီးပါပုံမှန်ဝိထိုးတာပဲဝိလောက်ထိုးတယ်ပုံမှန်မြန်မာနိုင်ငံမှာin one championship or in Myanmar ในวันแชมเปี้ยนชิพเราเนี่ย sorry ในวันแชมเปี้ยนชิพ one championship ပြီးခဲ့တယ်138တော့62.8 138 time ပြီးတဲ့ဒီအမြန်မာစမီတန်ကမင်းတို့ခက်ခဲတဲ့ပြိုင်ပွဲတယောက်ဖြစ်နေတော့အဲ့တော့မင်းအမြန်မာစမီတန်ဘယ်လိုပုံစံမျိုးမြင်စမီတန်တကယ်ကောင်းမွန်တဲ့ကစားသမားတယောက်ပါဒါဖြစ်လို့ဆိုတော့ကိုကအခုမှဝမ်းမှာဒုတိယနှစ်ပွဲမြောက်ပဲထိုးရမှာဟုတ်သူကကျတော့ကိုယ့်ထက်အများကြီးအတွေ့အကြုံလည်းရှိရတပါလည်းရှိရပေါ့နော်အဲ့တော့တကယ်ကောင်းတဲ့ကစားသမားပါကျွန်တော်အဲ့လိုသတ်မှတ်ပါတယ်စမီဒီပွဲကိုဘယ်လိုပုံစံမျိုးနဲ့အဆုံးသတ်မလဲဘယ်လိုနည်းရသုံးသက်ချက်ကဘယ်လိုဖြစ်မလဲကျွန်တော်ကတော့ပွဲတိုင်းကိုတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပါတယ်အကောင်းဆုံးရလက်ထွက်လာမယ်လို့လည်းယုံကြည်ပါတယ်အကောင်းဆုံးလည်းပြင်ဆင်ထားပါတယ်ဒီပွဲကနေ့တော့ဒုတိယမြောက်ပွဲပေါ့အဲ့တော့ဒီပွဲကနေ့တော့ဘယ်လိုအသေးပဲရှိဘယ်လိုပုံစံမျိုးလဲပွဲတိုင်းကတော့ကျွန်တော်တို့အမြဲတမ်းအတိတ်ပဲရှိပါတယ်ဒါကြောင့်လည်းဆိုကျွန်တော်ကမွေထိုင်းကိုအခုမှရောက်လာတာမကြသေးတဲ့ကစားသမားတယောက်လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမွေထိုင်းပညာရဲ့တွေကိုသင်ယူရင်းနဲ့ပေါ့လေကြိုးစားနေတာဆိုတော့ကျတော့ပွဲတိုင်းအတိတ်ပဲရှိပါတယ်အဲ့တော့ကျော်ကြီးရဲ့အဓိကဒီမှန်ချက်ကပါလဲပေါ့အထူးသဖြင့်ဒီ fly ကိုပြ35လာဆိုတော့အဓိကဒီမှန်ချက်ကပါရွေးရကတော့အကြီးကြီးမားမားတော့ရှိပါတယ်ဒါပေမဲ့အခုချိန်မှာကျတော့ကိုကအစပဲဆိုတော့လေကျွန်တော်တို့အများကြီးလိုသေးရပါတော့အခုအဲ့လိုပေါ့ပထမဆုံးယူမှန်းချက်တစ်ခုကတော့ကျွန်တော်စာချုပ်ရောက်ဖို့ပါပဲအဲ့ဒါကိုကျွန်တော်ရဲ့ main ပေါ့နော်အဓိကအဲ့ main ကိုကျွန်တော်ပြင်ဆင်ထားပါတယ်အဲ့ဒါပါနဲ့ပြန်ကျော်ကြီးကိုပေါ့နော်အားပေးနေမယ်ညီမဖန်နေအများကြီးရှိတယ်လို့မျှော်လင့်ထားတယ်အဲ့တော့အဲ့ပြည့်တဲ့တွေအတွက်ပေါ့နော်message လေးပေးပြီးကျွန်တော်ရဲ့ပြည်သက်တွေရောကျွန်တော်နိုင်ငံမှာပြည်သက်တွေရောနောက်တစ်ခုဒီထိုင်းနိုင်ငံမှာအနေနဲ့ရဲကအပေးရပြည်သက်တွေအားလုံးကျွန်တော်အမြဲတမ်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အားပေးရတဲ့ပေါ့နော်နောက်တစ်ခုကျွန်တော်အားပေးတဲ့ပုံမှာအမြဲတမ်းအားပေးရကြုံတဲ့ကစားသမားတယောက်ဖြစ်အောင်လည်းအများကြီးကြိုးစားနေပါတယ်ကြိုးစားသွားပါမယ်လို့